အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးမှာတော့ grade 12 grammar unit 3မှာပါရှိတဲ့ it is it was now noun phrase adverbial phrase who that ဒီ pattern လေးကို sharing လုပ်ပေးချင်ပါတယ် it is it was ကိုဒီ emphasize ပေါ့နော်ကိုဖော်ပြခြင်းနဲ့ကိုအလေးပေးဖော်ပြခြင်းနဲ့အကြောင်းအရာတွေကိုပြောတဲ့အခါမှာ it is it was pattern ကိုသုံးပါတယ်ဒါက emphasize အလေးပေးဖော်ပြခြင်းတဲ့အခါကျရင်ပေါ့နော် emphasize လုပ်ဖို့အတွက်သုံးပါတယ်ဥပမာကိုအလေးပေးဖော်ပြခြင်းတဲ့ noun ဒါမှမဟုတ် noun phrase adverbial phrase တွေကို it is it was ရဲ့နောက်မှာထည့်တယ်ပြီးရင်တော့လူဆိုရင် who ထည့်မယ်လူမဟုတ်ရင် that ထည့်ပါမယ်ဥပမာ a balanced diet can strengthen our immune system and protect us against illness အဲ့ဆိုဒီမှာဆိုရင် balanced diet လေးကို underline လုပ်ထားတယ်ပေါ့နော်ဒါဆိုရင်ဒါကိုအလေးပေးဖော်ပြခြင်းတဲ့အရာပေါ့အာဟာရပြည့်ဝတဲ့ဒီအစားအသောက်ပုံစံကပေါ့နော်အဲ့ဒါ can strengthen အဲ့တော့ဒီအာဟာရပြည့်ဝတဲ့အစားအသောက်ပုံစံကဆိုတဲ့ဟာကြီးကcan strengthen ပေါ့နော်အင်အားကိုကောင်းစေတယ် our immune system ငါတို့ရဲ့ကိုယ်ခံအားကိုကောင်းစေတယ်ပြီးတော့လည်း protect us against illness နေမကောင်းတာတွေကနေလည်းကာကွယ်ပေးတယ်အဲ့ဆိုဒီနေရာမှာ balance diet ကိုကအလေးပေးဖော်ပြခြင်းတယ်ပေါ့နော်ဒီ noun phrase လေးကိုအဲ့လိုဆိုရင်it is ဒါမှမဟုတ် it was ရဲ့နောက်မှာထည့်ရတော့မယ်အဲ့ဆိုရင်ပထမဆုံးတော့ it ကိုအရင်ရေးမယ်ပေါ့နော်ဘာဖြစ်လို့ဆို it ကတော့တေချာတယ် it ပါမယ်ပြီးတော့မှ is ဖြစ်မလား was ဖြစ်မလားဆိုရင်ကျတော့သူ့ရဲ့ verb ကိုကြည့်လိုက်မယ်ပေါ့နော် verb က can ဆိုတဲ့အတွက်ကြောင့်မို့သူက verb 1ဘာဖြစ်လို့ဆို could ဆိုရင်တော့ verb 2ဖြစ်မှာပေါ့နော်ဒီမှာဆို can က verb 1မို့လို့သူ့ကို is ထည့်လိုက်မယ် it is ပြီးရင်ကို emphasize ကိုအလေးပေးဖော်ပြခြင်းတဲ့အကြောင်းအရာကိုဒီ it is it was ရဲ့နောက်မှာထည့်မယ်ဒါကြောင့်မလို့ it is a balanced dietဒါလေးပြန်ရေးမယ် balanced diet ဆိုမှတော့လူမဟုတ်ဘူးလူမဟုတ်တော့ that ပြီးရင်နောက်ကဟာလေးပြန်ရေးလိုက်ရုံပဲเนาะ that can strengthen our immune system and protect us against illness အဲ့လိုလေးရေးရမှာဖြစ်ပါတယ်အဲ့ဆိုရင်ခုဆိုရင် exercise ပေါ့เนาะ exercise သွားပါမယ် rewrite the following sentences that using the pattern it is it was who that ဒီဟာတွေနဲ့ပတ်သက်ပြီးတော့rewrite လုပ်ရမှာပေါ့နော်အဲ့ဒါဆိုရင်ပထမဆုံး number 1ပေါ့နော် my daughter won the first prize in the mathematics competition ငါသမီးပေါ့နော်ဒီသင်္ချာပြိုင်ပွဲမှာပထမဆုံးရခဲ့တယ်ဒီမှာဆိုရင် in the mathematics competition ဆိုတဲ့ adverbial phrase လေးကိုသူက underline လုပ်ထားတယ်အဲ့ဆိုဒါကကိုကအလေးပေးဖော်ပြခြင်းတဲ့အရာအဲ့ဆိုရင်ဒီအလေးပေးဖော်ပြခြင်းတဲ့အရာကိုကိုက it is it was ရဲ့နောက်မှာရေးတော့မယ်အဲ့လိုဆိုရင်ပထမဆုံးတော့ it ကိုအရင်ရေးလိုက်မယ်ပြီးရင် verb ကိုကြည့်လိုက်မယ် verb ကwon ဆိုတဲ့အတွက်ကြောင့်မို့ past tense ဖြစ်နေတယ် past tense ဖြစ်နေတဲ့အတွက် was ကိုရေးမယ်ပေါ့နော် it was ပြီးရင်ကို emphasize လုပ်ချင်တဲ့ဒီ underline phrase လေးကိုပြန်ရေးမယ် in the mathematics competition ပြီးရင် mathematics competition ဆိုမှတော့ဒါကလူမဟုတ်ဘူးအဲ့တော့ that ပြီးရင်နောက်ကဟာတွေကျန်တဲ့ sentence ကိုသူ့ဟာသူအစအနေပြန်ရေးရမှာပေါ့နော် that my daughter won the first prize အဲ့လိုရေးရမှာဖြစ်ပါတယ်အဲ့ဆိုရင် number 2လေးသွားပါမယ်Number 2လေးကကြတော့ my parents bought a Honda Fit car for me when I passed the examination ဒီမှာဆိုရင် Honda Fit car ကိုဝယ်ပေးခဲ့တယ်တဲ့အဲ့ဆိုရင်ခုဆိုရင် underline လောက်ထားတာက Honda Fit car အဲ့ဆိုရင်ဒါကကိုက it is it was ရဲ့နောက်မှာထည့်ရတော့မယ်ပေါ့နော်အဲ့ဆိုရင်ပထမဆုံးကတော့ it is it was ဆိုတော့ကြောင့်မို့ it ကတော့ကျင်းတီပေါက်ပြန်ရေးရမယ်အဲ့တော့ it ကိုရင်ရေးမယ်ပြီးရင် it is ဖြစ်မလား it was ဖြစ်မလားဆိုရင် verb ကိုကြည့်လိုက်ပါ verb လေးကိုကြည့်လိုက်တော့ bought ဆိုတော့ past tense ဆိုမှတော့ was ထည့်ရမယ်ပေါ့နော် past tense ဆိုတော့ it is မဟုတ်တော့ဘူး was ထည့်မယ်အဲ့တော့ it was ပြီးရင်ကို emphasize လုပ်ချင်တဲ့ဒီ sentence ကိုဒီမှာပြန်ရေးရမယ်နော် it was a Honda Fit car ပြီးရင် that ဘာဖြစ်လဲဆိုတော့ car ဆိုတဲ့အတွက်ကြောင့်မလို့ဒါကလူမဟုတ်ဘူးအဲ့တော့ that my parents bought for me when I passed the exam ဆိုရင် number 3 The author has written many good short stories for children. Author ဆိုတာစာရေးဆရာကတဲ့ကလေးတွေအတွက် short story ခေါင်းတွေအများကြီးရေးပြီးပြီတဲ့အဲ့ဆိုဒီနေရာမှာ for children ဆိုတာလေးပါနေပြီဟုတ်ပြီအဲ့တော့ for children ဆိုတဲ့အတွက်ဒါ emphasize လုပ်ချင်တဲ့ phrase အဲ့ဒါကို it is it was ရဲ့နောက်မှာထည့်မယ်အဲ့တော့ပထမဆုံးတော့ it ကိုရေးထားမယ်အဲ့တော့ is ဖြစ်မလား was ဖြစ်မလားဆိုတော့ verb ကိုကြည့်လိုက်တော့ has ဆိုတော့ present tense မို့လို့ဒီမှာ it is ထည့်မယ်အဲ့တော့ it isပြီးရင် for children ကို emphasize လုပ်ချင်တဲ့ဟာလေးကိုပြန်ရေးမယ် it is for children ဒီနေရာမှာ for children ဆိုပြီးတော့စဉ်းစားရမှာက okay for children ကလေးအတွက်ကတော့ဟုတ်ပြီအဲ့တော့ who လား that လားပေါ့ဒါလေးကတော့ဒီကိုကပေါ့နော်သတိထားရမယ့်ဟာလေးဘာဖြစ်လို့လဲဆိုတော့ for children ဆိုပြီးတော့ဒီမှာပြီးတော့သူကအကယ်၍ပေါ့နော် who ထဲမယ်ဆိုရင်တော့လေနောက်က who ဆိုရင်ကနောက်မှာဘယ်လိုပြောမလဲ verb တိုက်ရိုက်လာရတော့မှာ
ဒါပေမဲ့ခုကျတော့ the author ဆိုပြီးပြောတာ the author has written စာရေးဆရာရေးထားတယ်တဲ့အဲ့ဒါဆိုတော့ရေးထားတယ်ပေါ့နော်ဒီ for children အတွက်ဆိုတော့ဒီနေရာမှာတော့လေ तू ကဟို that ပဲရေးရမှာ तू ကကလေးတွေကနေပြန်ညွှန်းချင်တာမဟုတ်ဘူးဒါကကလေးတွေအတွက်ရေးထားတဲ့စာအုပ်တွေကိုပြန်ညွှန်းချင်တာဆိုတော့လေ that လေးနဲ့ရေးရမှာပေါ့နော် It is for children that the author has written ဒီကသူတို့တွေအတွက်ဖြစ်ပါတယ်ပေါ့နော် author က good story တွေကိုအများကြီးရေးထားတယ်နော်အဲ့လိုပြောတာပါ number 4လေးကတော့ the angry boys chased the mad dog away from the garden ဒီပေါ့နော်သူတို့ဒီကောင်လေးတွေကတဲ့ခွေးယူနောက်ကိုသူတို့ပြေးလိုက်ခဲ့တယ်ပေါ့နော် chased လုပ်ခဲ့တယ်အဲ့တော့ဒီမှာဆိုရင်လည်း mad dog က the mad dog ဆိုတာကကို emphasize လုပ်ချင်တဲ့ noun phrase အဲ့တော့ဒီမှာဆိုရင် it ရေးပြီးပြီ it is la it was la ဆိုတော့ verb ကိုကြည့်လိုက်တော့ past tense ကြီးဖြစ်နေတဲ့အတွက် it was ကိုရေးမယ် it was the mad dog ခွေးဆိုတဲ့အတွက်ကြောင့်မလို့သူကလူမဟုတ်ဘူးအဲ့တော့လူမဟုတ်တော့ that ရေးမယ်ပြီးရင်တော့နောက်ကဟာတွေပြန်ရေးမယ်ပေါ့နော် the angry boy chased away from the garden ဆိုပြီးတော့ဒီလိုလေးဖြစ်သွားပါမယ်Number 5ကတော့ညို broke the flower vase yesterday evening ဒီမှာဆိုရင်ဒီကသူကညိုကို underline လုပ်ထားတာเนาะညိုတဲ့အဲ့တော့ညို underline လုပ်ထားတယ်ဆိုတော့ဟုတ်ပြီအဲ့တော့ဒီမှာဆို it is la it was la အဲ့ဆိုရင်ဒီမှာ look at the verb ကိုကြည့်လိုက်တော့ broke ဆိုတာက past tense အဲ့ဒါကြောင့်မလို့ was ကိုရေးရပါမယ် it was ညိုဆိုတဲ့အတွက်လူဆိုတော့ who ပြီးရင်နောက်ကဟာတွေပြန်ရေးလိုက်ရုံပဲ broke the flower vase yesterday evening Number 6ကတော့ he has decided to give back the past to her because he is honest သူကရိုးသားတဲ့အတွက်တဲ့သူမကိုတဲ့ပတ်စံအိပြန်ပေးခဲ့တယ်တဲ့ပြန်ပေးဖို့ဆုံးဖြတ်ထားတယ်ပေါ့နော်အဲ့တော့ဒီနေရာမှာလဲ because he is honest ကကို emphasize လုပ်ချင်တဲ့အရာအဲ့တော့ပထမဆုံးအဲ့တော့ it was ရဲ့နောက်မှာကို emphasize လုပ်ချင်တဲ့ဒါကိုထည့်တယ်ပထမဆုံးစဉ်းစားရမှာက it is ဖြစ်မလား it was ဖြစ်မလားအဲ့ဆို verb ကိုကြည့်လိုက်ပါ verb ကိုကြည့်လိုက်တော့ has ဆိုတော့ဒါက present tense ဆိုတော့ it is because he is honest သူကရိုးသားတယ်ဆိုတဲ့ phrase လေးပေါ့အဲ့ဒါကြောင့်မလို့ that လေးနဲ့ရေးလိုက်ပါတယ်ရိုးသားတယ်ဆိုတဲ့ဒါ clause လေးပေါ့နော် clause လေးမလို့ that he has decided to give back the past to her ပေါ့လို့ဖြစ်သွားတယ်နောက်တစ်ခု a big fire started in my neighborhood's house last night မနေ့ညကတဲ့ငါတို့အင်းနာချင်းအိမ်ကိုမီးလောင်ခဲ့တယ်ပေါ့အဲ့ဒီခါမှာဒီမှာဆိုရင် last night လေးကကို emphasize လုပ်ချင်တဲ့အကြောင်းအရာလေးအဲ့ဒါကြောင့်မို့ last night လေးကိုပြန်ရေးရတော့မယ်ပေါ့နော် it was ရင်တော့မှပြန်ထည့်ပြီးရေးရမယ်အဲ့တော့ it is la it was la ဆိုတော့ verb ကိုကြည့်လိုက်တော့ past tense ဆိုတော့ it was last night ပြီးတော့ခါကျတော့that a big fire started in my neighbor's house အဲ့လိုဖြစ်သွားမယ်နော် Number 8ကကျတော့ I saw an ambulance rushing to the scene ငါပေါ့နော်ဒီအခင်းဖြစ်တဲ့နေရာကိုတဲ့ဟိုသွားနေတဲ့ ambulance လူနာတင်ကားကိုတွေ့ခဲ့တယ်တဲ့အဲ့ခါမှာဒီမှာဆိုရင် an ambulance ဆိုတဲ့ဟာကိုတွေ emphasize လုပ်ချင်တဲ့ noun အဲ့တော့ emphasize လုပ်ချင်တယ်ဆိုတော့ကွာ it was ရင်တော့မှထည့်မယ်ပေါ့နော်အဲ့တော့ it is ဖြစ်မလား it was ဖြစ်မလားအဲ့ဆိုဒီမှာဆို look at the verb လေးကကြည့်လိုက်တော့ past tense ဆိုတော့ဒါ was ဖြစ်ပါပေါ့ it was an ambulance that I saw rush into the scene ကျန်တဲ့ဟာလေးကသူ့ဟာသူလေးပဲเนาะပြန်ကူးလိုက်ရပါပြီ number 9ဆိုတာတော့ number 9ကတော့ Tanda တဲ့ found a wallet on our way back home သူအိမ်ပြန်လမ်းမှာတဲ့ Tanda ကပေါ့နော်ပတ်စံကြီးတစ်လုံးကိုတွေ့ခဲ့တယ်တဲ့အဲ့တော့ခါကျတော့ဒီမှာဆိုရင် Tanda ကိုကွာ emphasize လုပ်ချင်တယ်ကို emphasize လုပ်ချင်တာကိုကွာ it was ရင်တော့မှထည့်ပါလိမ့်နော်အဲ့တော့ဒီမှာဆိုရင် found ဆိုတာတွေ့တဲ့အတွက်ကြောင့်မလို့ဒါက past tense it was Tanda ပြီးရင် Tanda ကလူမလို့ who ပြီးရင်တော့ who found a wallet on our way back home အဲ့ဆိုရပြီနော်ဆိုရင်နောက်ဆုံးတစ်ခုကတော့ the drought caused many farmers much trouble drought ဆိုမိုးခေါင်ရေရှားပေါ့မိုးခေါင်ရေရှားပြဿနာကတဲ့ဒီလယ်သမားတွေအတွက်အခက်အခဲတွေအများကြီးဖြစ်စေခဲ့တယ်တဲ့အဲ့ဒါဆိုရင်ဒီမှာတော့ the drought ကအဓိကဆိုလိုချင်တာမို့လို့ the drought ကဒါ it was ရဲ့နောက်မှာကို emphasize လုပ်ချင်တာကို it was ရဲ့နောက်မှာထည့်မယ်ဆိုတော့ the drought ပေါ့နော်အဲ့တော့ it ရေးပြီးပြီit is ဒီမှာဆိုရင် past tense ဖြစ်နေတဲ့အတွက်ကြောင့်မလို့သူ့ကို was လေးထည့်ရပါမယ်အဲ့တော့ it was the drought ဆိုတာမိုးခေါင်ရေရှားเนาะဒါကြီးကလူမဟုတ်ဘူးဆိုတော့ that ရေးမယ်ပြီးတော့မှသူ့ရဲ့နောက်မှာ the
caused many farmers much trouble ဆိုပြီးဖြစ်သွားတယ်ဒီပေါ့နော်ဒီ it was pattern ကသူကပထမဆုံးပေးထားတာ single sentence လေးပဲလေနော်ရိုး single sentence လေးကိုမှသူကလေ clause နှစ်ခုခွဲလိုက်တာပါဒီမှာဆိုရင်တော့ it was the drought ဆိုပြီးတော့ဒါ clause တစ်ခုဖြစ်သွားတယ်နောက်တစ်ခုက that caused many farmers much trouble ဆိုပြီးတော့ဒါနောက် clause တစ်ခုပေါ့နော်ဒါကတော့ဟိုဟာဘုဒ္ဓလေး sharing လုပ်တာပါဟုတ်ကဲ့ပါအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်